ကျွန်တော်တို့နှစ်ယောက်ကမိဘတွေပေးစားလို့ယူကြတာပါ။ तू ကကျွန်တော်အနွင်တာခံတယ်ပြောသမျှကို तू လိုက်လုပ်ပေးတယ်။ तू လုပ်ပေးရမှာပဲလေ။ तू လျှော်ပေးရမှာပဲလေ။ तू ချစ်ပေးရမှာပဲလေစသဖြင့်ကျွန်တယောက်လို့ကျုံမတယောက်နီးပါးကျွန်တော်စစ်ဆန်ခဲ့တာဖြစ်တယ်။ तू ကတော့ကျွန်တော်ရက်တောက်တာမကြိုက်ဘူး။မတောက်စေချင်ဘူး။ဒါပေမဲ့ကျွန်တော်ကပတ်စံရှာတဲ့သူပတ်စံကင်တဲ့သူဆိုတော့ကျွန်တော်သဘောလေနော်။ပေါင်းခါစားဆိုတော့အင်ပြန်လာမဲ့အချိန်ဆိုသူကအရက်ဒီတောက်ပြီးတော့တောင်းကျမ်းလာတဲ့ခါကျရင်ရင်ထဲကတထိတ်ထိတ်နဲ့သူပြန်မလာတဲ့ခါကျရင်လဲစိတ်ပူတယ်ပေါ့နော်ပြန်လာတဲ့ခါကျရင်လဲသူတောင်းကျမ်းမှလဲအရန်ကြောက်တယ်ပေါ့နော်အဲ့လိုနေခဲ့တယ်ခဏအရေးကိစ္စနဲ့စကားလေးဆိုင်စကားများရတယ်လက်ပါမိတဲ့ခါတွေရှိတယ်ကျွန်တော်မိမပေါ်မှာပေါ့နော်လက်ပါမိတဲ့ခါတွေရှိတယ်တခါလေးဆိုင်ကိုအမေတောင်မှလေလက်ပါခြင်းတဲ့ခါတွေရှိတယ်ရှင်းပန်ကိုချစ်တဲ့သူနဲ့ရတာလည်းမဟုတ်ပဲနဲ့အဲ့လိုမျိုးအရက်တောက်ပြီးတော့မိသားစုတွေမှာအဲ့လိုမျိုးခံစားကြုံတွေ့တဲ့ခါကျအရန်ဝမ်းနေပါတယ်ပြီးရင်တခါတလေတီးပစ်လိုက်ခြင်းတဲ့အထိအရန်ခံစားခဲ့တယ်ဟုတ်အစင်မပြေတာတွေများလာတဲ့ခါကျတော့မိမလည်းမခံနိုင်တော့တဲ့ခါကျတော့သူ့အဖေမေတွေရှိတဲ့ဘက်ကိုတွားရအောင်ခဏပြန်ရအောင်ရောက်ခမတွေစီကိုပေါ့နော်ကလပ်ဘီကိုတွားပြီးတော့တွားဖို့အကြံစီကြတယ်မိဘစီရောက်တဲ့ခါကျရင်မိဘတွေကလည်းသူမကိုတွေ့တဲ့ခါကျအရလဲပိန်တယ်အစားတုန်းကအဲ့လိုမပိန်ဘူးပေါ့နော်ပိန်ညောင်ပြီးတော့အဲ့လိုမျိုးဖြစ်တဲ့ခါကျမိဘတွေအကိုတွေကလည်းအရန်ဝမ်းနေတယ်ပေါ့နော်ဟာနေကဒီလောက်တောင်ဖြစ်တာလားဘာဖြစ်လို့လဲနေမကောင်းဘူးလားအဲ့လိုမျိုးမေးတယ်ပေါ့နော်ကိုကလည်းခံစားခဲ့ရတယ်ဒီများတော့လေမဖုံးကွယ်နိုင်တော့ဘူးနောက်ဆုံးကြတော့အကုန်လုံးဖွင့်ကြလိုက်သူ့အဖေနဲ့အမေအကိုတွေကဘာဖြစ်ဖြစ်နင်တို့မှာသားသမီးလည်းရှိသေးတာမဟုတ်ဘူးမလိုက်ချင်လဲမလိုက်နဲ့တော့ဆိုတဲ့ပုံစံမျိုးသူတို့ကပြောတယ်သူကလည်းတကယ်ပဲနေခဲ့တယ်ကျွန်တော်လည်းတကယ်ပဲသူ့ကိုထားခဲ့ပြီးတော့ကျွန်တော်ပြန်ချလာခဲ့တယ်မမပြည်တဲကိုရောက်လာတဲ့ခါကျတော့ငါနဲ့3နှစ်တိတိနေခဲ့တဲ့မိန်းမကိုငါထားခဲ့တာပဲဆိုတဲ့အသိစိတ်တကူရုပ်တရက်ကျွန်တော်နှလုံးသားထဲမှာဝင်လာတယ်အိုး तू ကငါ့ကိုထားခဲ့တာပါလား तू ကငါ့ကိုတစ်ဖက်သက်ပြက်ဆဲခဲ့တာပါလားဆိုပြီးတော့ကျွန်တော်ရှင်ထဲမှာအယမ်းဝမ်းနေတဲ့အချိန်မှာလေမိန်းမတယောက်ကိုတော့မင်းကမထိန်သိမ်းနိုင်ဘူးမိန်းမတယောက်ကိုတော့မင်းကကောင်းကောင်းမထိန်နိုင်ဘူးမကျွေးနိုင်ဘူးမကာကွယ်နိုင်ဘူးဆိုပြီးတော့လူတွေကဝိုင်းပြီးလက်ညှိုးထိုးကြမှာတွေပဲကျွန်တော်စိတ်ထဲမှာဖြစ်ပေါ်အဓိကအရှိတဲ့ရင်ထဲမှာရှိတာနောင်တပဲအရန်ကြီးစိုးနေတဲ့အချိန်မှာဆွေးနေဘယ်သူမှလည်းကျွန်တော်မတွေးချင်ဘူးမိသားစုဝင်တွေနဲ့ကျွန်တော်တွေးဖို့မကြိုးစားဘူးအဲ့လိုမျိုးကျွန်တော်နေတယ်အစာဦးတစ်လုံးသွားဆောက်ရတယ်မိဘမဲ့ကေဟာတစ်လုံးမတူဘူးဘက်ကဆရာတယောက်ဆရာလိမ္မနာဆိုတာလေအဲ့ဆရာကကျွန်တော်အနားလေးမှာကျွန်တော်ဆောက်တဲ့အိမ်ရဲ့ဘေးနားလေးမှာတရင်ကောင်းနှစ်ချင်းအတင်းတော်ဆိုတာရှိတယ်အဲ့ဒီအတင်းတော်မှာသူကလာပြီးတော့ကယ်တင်ချင်းတင်တန်းလာလုပ်တယ်ဆိုတော့အဲ့ဒီနှစ်ရက်တင်တန်းကျွန်တော်နဲ့နီးလေးဆိုတော့ကျွန်တော်အဲ့မှာသွားပြီးတော့တက်လိုက်တယ်ကျွန်တော်မှာအရှင်းပြောရင်အပြစ်တွေတိတ်များခဲ့တယ်ပေါ့နော်ကျွန်တော်မှာအပြစ်တွေအများတယ်အများများတယ်လို့ကျွန်တော်ခံယူတဲ့အခါကျတော့ဒီလောက်များတဲ့အပြစ်ကိုရှင်းပြောရင်အမေတွေတောင်မှမလွတ်နိုင်ပါဘူးအမတွေတောင်မှခွင့်မလွတ်နိုင်ပါဘူးချစ်ချင်းနော်အဲ့ဒီကြားထဲမှာကျွန်တော်အပြစ်ကိုဘုရားကတစ်ချိန်တည်းနဲ့တစ်ခါတည်းနဲ့အကုန်လုံးကိုခွင့်လွတ်ပေးတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဒီနေ့မှဖို့မပြနိုင်လောက်ဝမ်းသာတယ်ဘုရားကိုဝမ်းသာတယ်အရန်လေးကျေးဇူးတင်တယ်ခံစားရတာတက်တာတဲ့နီလန်တစ်ခုခုနဲ့ဖြစ်သူဘုရားကပြင်ဆင်ပေးမယ်လို့ယုံတာပေါ့လေယုံတဲ့ခါကျတော့ဘုရားကိုစပြီးတော့ကျွန်တော်ချီးကပ်တယ်ဖော်စဘုရားကိုစပြီးတော့ကျွန်တော်ဆုတောင်းတယ်သူပြန်လာဖို့လည်းကျွန်တော်ဆုတောင်းတယ်စိတ်ကတဖြည်းဖြည်းပြောင်းလဲသွားတယ်လေစိတ်ကဘယ်လိုဖြစ်လဲဆိုတော့ကျမ်းစာဖတ်ချင်လာတယ်ဆုတောင်းချင်လာတယ်ပြီးလို့ရှိရင်အဲ့မှာအရစ်ကလည်းနည်းနည်းပါးပါးတောက်နေတော့မယ်ချစ်ချင်းတော့ဖြတ်လို့မရအောင်ဒါပေမဲ့အဲ့2လ3လအတွင်းမှာကျမ်းစာဖတ်ခြင်းဆုတောင်းရင်အဲ့ဒီအရစ်ကိုတဖြည်းဖြည်းနဲ့မေ့သွားတာကျွန်တော်ရဲ့စူးစမ်းအထောက်မှုမဟုတ်ဘူးဖျားကိုယ်တိုင်ကပြုပေးတာဖြစ်မယ်တင်တယ်အဲ့မှာချစ်ချင်းတဖြည်းဖြည်းချင်းဖြတ်သွားတယ်ကျွန်တော်သူနဲ့ကွဲပြီး2နှစ်ခွဲပေါ့နော်2နှစ်ခွဲပြည့်တဲ့အချိန်လောက်ပါတောင်ပေါ်ကကျွန်တော်အတိဆရာတယောက်လာတယ်ပေါ့နော်ဆရာတယောက်လာပြီးတော့နေမိမကိုတော့ပြန်ခေါ်ရအောင်ဆိုပြီးတော့အဲ့လိုမျိုးကျွန်တော်စီမှာလာပြီးတော့ပြောတယ်ဆူတောင်းကြတယ်တွားရအောင်လေးဆိုတဲ့ခါကျတော့ကျွန်တော်အေးလိုက်မယ်တွားမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီကရီယာကောင်ကနေကလေးမျိုးရောက်သွားတယ်ပြန်ပေါင်းဖို့တကယ်ပေါင်းဖို့ဆရာလည်းခက်တယ်ကိုအတွက်အရန်ခက်တယ်ပေါ့ပြီးရင်ကျမနှလုံးသားထဲမှာနာကြီးတဲ့အရာတွေမိပြောက်နိုင်ဖို့ပေါ့နော်သူတို့အပြစ်တွေကိုလည်းခွင့်လွှတ်နိုင်ဖို့စိတ်ကတ်တယ်ဆူတောင်းထားတယ်သူ့ရင်ထဲမှာအရန်ကြောက်နေတာလေဒီမှာပြန်လာရင်သူ့အရင်ကလိုအဆဲခံရမှာအရင်ကလိုအထိုးခံရမှာအရင်ကလိုမဟုတ်မတရားဆွဆွဲခံရမှာတွေသူပြန်ပြီးတော့မြင်အောင်တာပေါ့နော်မြင်အောင်တော့သူမလိုက်ချင်ဘူးဆိုတဲ့ခါကျတော့အေးလေအဲ့ဒါဆိုတဲ့နေ့သဘောပဲလို့ဘာမှကျွန်တော်သူ့ကိုအတင်းကျပ်မတိုက်တွန်းတော့ဘူးသူကလည်းမလိုက်လာတော့ဘူးဆိုတော့ဘုရားเจ้าကျွန်တော်သွားလိုက်တယ်ကျွန်တော်ဘုရားเจ้าရောက်ပြီးတိတ်မကြောက်သူဘုရားเจ้าပြန်လိုက်လာတယ်ဘုရားเจ้าရောက်လာတဲ့ခါကျတော့အဲ့မှာဆူ worship pray worship လုပ်တယ်ဆူတောင်းကြတယ်
တချင်းတွေဆိုကြတယ်အဲ့ဒါလည်းပြီးတော့ဆီယမအဲ့ရအတင်းအုပ်ဆရာကြီးကအစင်းအုပ်ဆရာမကြီးကလေဆရာမကြီးသူကမိမအဲ့ဆရာမကြီးကဘာပြောလဲဆိုတော့နင်တို့ထဲမှာတဲ့ကိုယ့်ရဲ့ခရီးစဉ်ကိုယ့်ရဲ့ရှေ့ရေးအတွက်ကြောက်နေတဲ့တုံလို့နေတဲ့သူတယောက်ရှိတယ်တဲ့မကြောက်ပါနဲ့ဗောနော်မကြောက်ပါနဲ့ဘုရားသခင်တင်းတဲ့သူပါရှိမှာပါဆိုပြီးတော့ဆရာမကြီးကသူ worship ထဲမှာသူအဲ့လိုမျိုးသူ့ကိုဘုရားစကားပြောတယ်ဆိုပြီးတော့ဖော်ပြတယ်ဖော်ပြတော့အဲ့မှာမိမလည်းအရန်ပျော်သွားတယ်ငါကြောက်နေတာအဲ့ဒါပဲငါကြောက်နေတာအဲ့ဒါပဲအခုဆရာမဖော်ပြပြီးကောင်းတယ်ငါတို့သွားမယ်လွတ်လပ်ပြီးကောင်းတယ်အခုငါတို့လွတ်လပ်သွားရအောင်ငါမကြောက်တော့ဘူးဘာပဲကြုံမကြောက်တော့ဘူးဆိုတော့အဲ့မှာအဲ့ဒီဆရာမရဲ့ဖွင့်ပြမှုပရောဖက်ပြုခြင်းအဖြစ်ပေါ့နော်သူကအဲ့မှာပြန်ပြီးတော့ခွန်အားတွေရပြီးတော့ဒီရန်ကုန်ထိလိုက်လာခဲ့တာဖြစ်ပါတယ်ဟာလေလုယာသူရဲ့ပြောင်းလဲမှုထဲမှာနေတဲ့ဆုံးကအရင်မတော့တော့တာရဲ့ညကျရင်အပြင်မသွားတော့တာရဲ့ပေါ့နော်လိမ်များဆိုတာတိုင်ပင်တဲ့ကိစ္စတစ်ခုခုဆိုရင်တိုင်ပင်ဆရာတွေရှိရလေဒါတယောက်နဲ့တယောက်ဆွေးနွေးလို့ရပြီပေါ့အဲ့လိုမျိုးအတူတူဖခင်ကိုချီးမွမ်းပြီးကိုးကွယ်ပြီးဆုတောင်းလို့ရတယ်အဲ့ဒါကိုအရန်ပြောတယ်အရင်တော့ကိုဖို့ပဲကိုကြည့်တဲ့လျန်ခံပါဘောတော့အခုချိန်မှာတော့မိသားစုကိုလည်းကြည့်တယ်အသင်းတော်ကိုလည်းကြည့်တယ်လျန်ခံပါဖြစ်ပါပြီသူတို့ကတာမစွန့်ခဲ့ဘူးကျွန်တော်နားမှာကပ်ရက်ပြီးနေခဲ့မယ်ဆိုရင်ကျွန်တော်ဖရားသားဖြစ်ချင်မှာဖြစ်မှာပါကဲတင်ချင်းရချင်မှာရမှာပါဒါကြောင့်မို့ကျွန်တော်မိမကိုလည်းကျေးဇူးတင်တယ်ရောက်ခမတွေကိုလည်းကျေးဇူးတင်တယ်အခြေအနေအားလုံးမှာကျွန်တော်အတွက်စချင်းမှာတော့အရန်ဆိုးွားတဲ့အခြေအနေခံရအရန်ခက်တဲ့အခြေအနေဖြစ်ပါတယ်အရန်ရှစ်လည်းရှစ်ပါတယ်အခုလို9နှစ်10နှစ်ကြာလို့ပြန်ပြောရတဲ့အခြေအနေမှာတော့မှရှစ်ပါသေးတယ်ဒါပေမဲ့လည်းတစုံတယောက်အတွက်ဒီသတင်းကဒီဝေငါချက်ကပြုပြင်ဖို့ပြောင်းလဲဖို့ယေရှုကိုလက်ခံဖို့ဖြစ်လာမယ်ဆိုရင်ရှစ်နဲ့ပဲဒီဥစ္စာကိုကျွန်တော်ဆက်ပြီးတော့ဝန်ခံနေဦးမှာပါชานาวุชะก็มาตุดมาไขวานามุงกาคำลามาอยู่อะไรยังชานาวุชะไอดีโฮซันนาลงไงมลีมงากรุเรแต่เพศสกลุงปองยานาไง HOSANNA ลงไงมลีมงากรุเรโฮซันนาลงไงมลีมงากรุงูนากาบางจังชากว่าครั้งว่าไซก็นิ่งเรเมโลมากำชามามรังไอจีจูเจชานั่นเจคิดครั้งไรครูได้ก็นั่นเจก็นำไรด้วยสังคมพอคงพาชาไรง่ายยูมาตัดไรก็คงพาฉันตะคราวไงส่วนในกูขันในก็สกุลาสอนทุกทางเราก็จางไงคุมละมุงกาไลเชกลัวคุณนาศาสนากลัวกามาตัดมาไรน่าสักคุณลำเด็กสังเราทุ่มไม่ชมันจีจูไปโจยาวกา